ကဲဒီနေ့ကတော့TikTok မှာအရန်ဟိုမှာခက်စားနေတဲ့ပစွန်ဟော့ပေါ်သစားမှာဖြစ်ပါတယ်ပစွန်ဟော့ပေါ်အရန်စားလက်ကောင်းတဲ့သစားပါမယ်ပစွန်ဟော့ပေါ်က Time Square B47 ရဲ့အပေါ်ထက်နှစ်လွှာမှာရှိပါတယ်ရှင်ဒီမှာတတိကလေးကနေပြီးတော့ဒီမျိုးတက်သွားရတယ်တက်သွားလို့ရှိရင်အပေါ်ထက်ကိုရောက်ပါတယ်အပေါ်ထက်ကိုရောက်လို့ရှိရင် sign decoration လေးတွေကတော့ဒီလိုမျိုးတွေပါ sign decoration လှပါတယ်ညီမတို့ကတော့ထိုင်ပြီးတော့ဒီမင်းကြီးလေးကြည့်ပါတယ်ပစွန်မှားလိုက်တဲ့ဟာကတော့ပစွန်ဟော့ပေါ့ဟိုဟာဆက်တစ်ဆက်မှားလိုက်တယ်ပြီးတော့လို့ရှိရင်ကျန်တဲ့ဟာလေးတွေအသားလေးတွေစိတ်သားမဲသားနဲ့ကျန်တဲ့ဟာလေးတွေမှားလိုက်ပါတယ်ဒီပစွန်ဟော့ပေါ့လေးရောက်ပါပြီဒါကတော့မှားထားတဲ့အသားတွေပဲဖြစ်ပါတယ်ဆက်မှာပါတယ်ဟာလည်းပါတယ်မှားထားတဲ့အသားတွေလည်းပါတယ်ဒါသူ့ရဲ့အချင်းကြီးပေါ့စားပါမယ်ပစွန်နေခွန်ခွာပြီးရှက်ကြိတ်နေပါပြီအလူအရက်ပါပဲရှင်ကျမတို့ဖွဲ့ရတာအစားတောက်ဆိုလို့ရှင်ငန်းတက်အရင်စားချင်တဲ့အဖွဲဖြစ်ပါတယ်ရှင်စားတောက်မြင်ကိုမနေနိုင်ပါဘူးအရင်ကမှစားပါတယ်ခဏလေးတော့တွင်ပစုံဘန်းတပန်ကြီးကနားလေးတော့တွင်ကကလောင်းကိုကုံသွားပါတယ်အဲ့ဒါပြီးတော့မှပစုံကုံသွားပြီဆိုလို့ရှိရင်အဲ့ဒီထဲကိုတို့ကအရေးလေးထည့်ပေးတယ်အဲ့ဒီအရေးထည့်ပြီးသွားပြီဆိုကမှကိုကအသားလေးပြန်ထည့်ပြီးတော့ပြန်ပြုတ်ပြီးတော့စားရတာပေါ့နော်အရန်သူ့ရဲ့အနှစ်ကလေးအရန်စားလို့ကောင်းတယ်တခြားဟော့ပေါ့အရေးတွေနဲ့မတူသူ့ရဲ့အနှစ်ကမွေးလေးနဲ့ပြစ်လေးပေါ့နော်အဲ့လိုမျိုးအရန်ကိုမွေးလေးနဲ့စားလို့ကောင်းပါလေဒါကတော့အမဲသားပါစိတ်သားကတော့အဲ့ဒီဟာလေးစိတ်သားကတော့မှားတာဒါပေမဲ့စိတ်သားကတော့တိတ်စားလို့မကောင်းနည်းနည်းလေးညှီတယ်ပေါ့နော်အမဲသားကပိုကောင်းတယ်အဲကြောင့်မလို့အမဲသားကိုအမဲသားစားခဲ့တယ်စိတ်သားလည်းကိုအောင်လို့စားခဲ့တယ်ဒါကတော့ပေါက်ကျန်းတူဘူးလေးတွေရောကျွန်တော်ရဲ့မိုးအရွက်တွေလည်းမှားခဲ့ပါတယ်အဲဒီစားခဲ့ပါတယ်အဲ့ဒါပြီးတော့ရှင်သူတို့စီမှာလေလက်လုတ်ခောက်ဆွဲရတယ်တဲ့သူတို့ကဒီလိုမျိုးပုံစံမျိုးတွေလုတ်ပေးတာလုတ်ပေးပြီးတော့မှလုတ်ပေးပြီးတော့ပြုတ်ပြီးတော့ခောက်ဆွဲသားလေးကနည်းနည်းလေးတော့မာတယ်ဆိုမှစားလို့ကောင်းတယ်အဲ့ဒါလေးလည်းစားခဲ့ပါတယ်ဒါကတော့အလူအရက်စားနေပါပြီဖြစ်ပါတယ်ပြီးတော့ဒီမှာအရွက်လေးတွေသူရဲ့အရွက်လေးတွေခောက်ဆွဲသားလေးကစားလို့ကောင်းတယ်ကြိုက်တယ်အဲ့ဒါအရွက်လေးတွေပြီးတော့ကြောက်ငါမှာလေကြောက်ငါအသားလေးလည်းအရန်ဟိုမှာစားလို့ကောင်းပါတယ်ကြောက်ငါလေးဟိုမကြက်တစ်ချက်လေးပြုတ်ပြီးတော့စားတာအရန်ကောင်းတယ်လမ်းကြုံလို့ရှိရင်တစ်ခါတော့သက်ဆိုင်ကြည့်ပါနော်ဘိုင်